တကယ်ကျန်းတဲ့ဗန်ရဲ့ချန်ပီယံကပတ်အောင်ပွဲကြီးရေဂျင်ဘော့ကတဲ့ UFC Flyweight တန်းချန်ပီယံလူပွဲမှာမြန်မာကုံဆောင်ဂျိုရှူဘန်နဲ့ချန်ပီယံဟောင်း Alexander Pantoja တို့ရဲ့ထိပ်တိုက်တွေ့ဆုံမှုဟာအားကစားသမိုင်းမှာမတန်းတင်တိုက်တဲ့အခိုက်အတန့်ဖြစ်ခဲ့ပါတယ်။ပွဲစဉ်ကချန်ပီယံလူပွဲပြီးပြင်းထန်တဲ့ PR နဲ့စတင်ခဲ့ပြီးတော့ Pantoja ကသူ့ရဲ့အတွေ့အကြုံကိုအသုံးချပြီးဗန်ရဲ့တိုက်စစ်ကိုခြေဖြတ်ဖို့ကြိုးပမ်းခဲ့ပါတယ်။ပွဲစဉ်တွေမှာဗန်ကပုံမှန်တိုင်းသူ့ရဲ့ပြင်းထန်တဲ့ရက်လက်ထိုးတက်မှု striking တွေကိုအသုံးပြုဖို့ကြိုးစားခဲ့ပြီးမြဲPantoja တော့နဘက်လုံးချင်း grappling ကိုအသုံးပြုဖို့အားထုတ်ခဲ့တာတွေ့ရပါတယ်။ Pantoja ကဗန်ရဲ့ power ကိုအထင်မသေးသင့်ဘူးလို့ယူဆပြီးတော့ဗန်ကိုဖိအားပေးဖို့အတွက်ကာကွယ်မှုမပါဘဲနဲ့အတင်းအားမဝင်ရောက်ထိုးသက်ခဲ့ရမှာမထင်မှတ်ဘဲနဲ့အကြမတော်ဘဲနဲ့လက်စစ်လွဲသွားခြင်းဆိုတဲ့ပြင်းထန်တဲ့ဒဏ်ရာကိုရရှိခဲ့တာဖြစ်ပါတယ်။ Pantoja ရဲ့ဒဏ်ရာရရှိမှုကဗန်ရဲ့ power နဲ့တည်ငြိမ်မှုကြောင့်ဖြစ်တယ်လို့သုံးသပ်ရပါတယ်။ Pantoja ကဗန်ကိုအမြန်ဆုံးရှုံးပေးဖို့ဖိအားပေးခဲ့တော့လေဗန်ရဲ့ခုခံအားကကောင်းမွန်နေခဲ့ပြီးတော့Pantoja ရဲ့ဒဏ်ရာအကြောင်းဆက်လက်ရှင်ပြိုင်နိုင်ခြင်းမရှိတော့တဲ့အတွက်ပွဲစဉ်ကိုရန်နာခဲ့ရပါတယ်။ဒီနှစ်ပိုင်းနိုင်ရမှုနဲ့အောင်ပွဲခံခဲ့တဲ့ဂျိုရှူဘန်ဟာဒီရလက်ကြောင့်မြန်မာသမိုင်းမှာပထမဦးဆုံး UFC ချန်ပီယံအဖြစ်စံချိန်တင်နိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။အဲဒါအပြင်သူက UFC Flyweight တန်းရဲ့အသက်ငယ်ဆုံးချန်ပီယံနဲ့ UFC သမိုင်းရဲ့ဒုတိယအသက်ငယ်ဆုံးချန်ပီယံဖြစ်လည်းမှတ်တမ်းဝင်သွားခဲ့ပါတယ်။ဗန်ရဲ့အောင်ပွဲဟာရုပ်ပိုင်းဆိုင်ရာနိုင်ရမှုသက်သက်မဟုတ်ဘဲနဲ့သူ့ရဲ့စိတ်ဓာတ်ခွန်အားနဲ့ပြန်မဲ့စိတ်ပိုင်းဆိုင်ရာအမားကိုခွင့်ကောင်းယူနိုင်မှုတို့ရဲ့ရလဒ်ပဲဖြစ်ပါတယ်။မြန်မာသမိုင်းမှာပထမဦးဆုံး UFC ချန်ပီယံဖြစ်လာခဲ့တဲ့ဂျိုရှူဘန်အတွက်မြန်မာပြည်သူပြည်သားပရိသတ်တွေကအောက်ပါတိုင်းဝမ်းမြောက်ဂုဏ်ယူစွာမှတ်ချက်တွေပေးခဲ့ကြပါတယ်။မြန်မာပရိသတ်တွေက finally ကျွန်တော်မှလည်း UFC ချန်ပီယံရှိလာပြီ။ဒီအောင်ပွဲကဘယ်လိုရလဒ်နဲ့ပဲဖြစ်ဖြစ်ဗန်နိုင်တာကအရေးကြီးဆုံးပါပဲ။မြန်မာနိုင်ငံသားဆိုတာကမ္ဘာအဆင့်မှာတကယ်လုံးပြနိုင်တယ်ဆိုတာကိုသက်သေပြလိုက်တာပဲ။Pantojaကသူ့ကိုအထင်သေးမိလို့အခုလိုမီးနှခါနာဖြစ်သွားတာ။ဝိရမြန်မာဂုဏ်ယူလိုက်တာဗန်ကြီးဆိုပြီးမှတ်ချက်ပေးခဲ့ပါတယ်။အခြားပရိသတ်တွေကလည်းရန်ကိုကျင်းနဲ့ဝမ်းသာမိပါတယ်။ဒီကလေးကတကယ်ကိုရည်ချင်းရှိပြီးတော့စိတ်ဓာတ်ခွန်အားပြင်းထန်တယ်။အသက်ငယ်ဆုံး Flyweight ချန်ပီယံနဲ့ဒါက UFC သမိုင်းမှာရေထိုးသွားတဲ့မှတ်တိုင်ပဲအောင်လအန်ဆန်းရဲ့နေရာကိုဆက်ခံမဲ့သူရဲကောင်းတအူးပေါ်လာပြီးဗန်ရဲ့စွမ်းအားကိုရှော့တက်တဲ့သူတွေမှားတော့တာမြင်ရတာအရန်ကောင်းတယ်ဒီညကမြန်မာအားကစားသမားရဲ့အကြီးအကျယ်ဆုံးညပဲလို့ဂုဏ်ယူနေခဲ့ပါတယ်နောက်ထပ်ပရိသတ်တွေကလည်းကျွန်တော်နေပေါင်းများစွာစောင့်မျှော်ကြရတဲ့အောင်မြင်မှုဖြစ်ပါတယ်ဗန်ကအဖီအားရီအောက်မှာဘလောက်တည်ငြိမ်လဲဆိုတာပြသသွားခဲ့ပါတယ်Pantojaရရရှိတာမတော်ဆဖြစ်ပေမဲ့ပွဲကိုနိုင်တဲ့အထိဗန်ကထိန်းချုပ်ထားနိုင်ခဲ့ပါတယ်အခုတော့ဗန်ကကမ္ဘာအဆင့်မှာမြန်မာကိုကိုစားပြုတဲ့အမြင့်ဆုံးပုဂ္ဂိုလ်ဖြစ်သွားပြီဒီကလေးကိုအားပေးရတာဂုဏ်ယူလို့မဆုံးတော့ဘူးနောက်ထပ်ကပတ်ကာကွယ်ပွဲတွေကိုစောင့်မျှော်နေမယ်လို့ဝင်ရောက်မှတ်ချက်ပြုခဲ့ပါတယ်တကယ်တော့Pantojaရဲ့လက်စစ်လွဲတာကဗန်ရဲ့ power ကိုအတင်းဝင်ကျင်တဲ့အမှားကြောင့်ဖြစ်ပါတယ်ဗန်ရဲ့ခြေစွမ်းကတကယ်ကိုကမ္ဘာအဆင့်မီနေပါပြီအသက်ငယ်ဆုံးချန်ပီယံဆိုတာမလွယ်တဲ့စံချိန်ဖြစ်ပါတယ်ဒီအောင်ပွဲကမြန်မာနိုင်ငံအတွက်စီးလုံးမှုနဲ့အားမှန်ကိုယူဆောင်လာခဲ့ပါတယ်ကျေးဇူးတင်ပါတယ်ဂျိုရှူဘန်ကြီးမင်းကကျွန်တော်တို့ရဲ့သူရဲကောင်းပဲမြန်မာသမိုင်းမှာပထမဆုံး UFC ချန်ပီယံဖြစ်လာခဲ့သူဂျိုရှူဘန်ရဲ့ဘဝဇာတ်ကြောင်းကလက်ရှိ၎င်းရရှိထားတဲ့အောင်မြင်မှုလိုပဲစိတ်ဝင်စားစရာကောင်းပါတယ်ဗန်ကမြန်မာနိုင်ငံမှာမွေးဖွားကြီးပြင်းခဲ့ပြီးတော့ငယ်စဉ်ကတည်းကလက်ဝဲနဲ့ကိုယ်ခံပညာရများပေါ်မှာဝါသနာကြီးမားခဲ့သူဖြစ်ပါတယ်သူရဲ့အိမ်မက်နောက်ကိုအကောင့်ထဲပေါ်ဖို့အတွက်မြန်မာနိုင်ငံကနေအမေရိကန်ပြည်ထောင်စုကိုပြောင်းရွှေ့ခဲ့ပြီးတော့အမေရိကန်ရောက်မှသာကိုယ်ခံပညာရပ်တွေကိုပုံမနက်နဲလေးလာသင်ကြားခွင့်ရရှိခဲ့တာဖြစ်ပါတယ်ဗန်ရဲ့ငယ်ဘဝကလွယ်ကူချောမွေ့ခဲ့တာမဟုတ်ပဲသူ့ရဲ့မိသားစုဝင်တွေကအမေရိကန်မှာခြေချနေထိုင်စဉ်မှာငွေကြေးနဲ့လူမှုရေးအခက်အခဲတွေကိုရင်ဆိုင်ခဲ့ရပါတယ်။ဒါပေမဲ့ဒီခက်ခဲတွေကြားကနေပဲဗန်ကသူ့ရဲ့အိမ်မက်ကိုဆွန့်လွတ်ခြင်းမရှိဘဲနဲ့လေ့ကျင့်မှုတွေကိုဆက်တိုက်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံသားဆိုတဲ့ခံယူချက်ကိုအမြဲတမ်းနှလုံးသားမှာထားရှိပြီးတော့ကမ္ဘာအဆင့်ကိုရောက်ရှိဖို့အတွက်ဒီဇိုင်းမှတ်ကြိုးစားခဲ့တဲ့၎င်းရဲ့ငယ်ဘဝဖြတ်သန်းမှုကနောက်ဆုံးမှာတော့ UFC ချန်ပီယံဆိုတဲ့အဖိုးမဖြတ်နိုင်တဲ့အောင်ပွဲနဲ့အတူအဆုံးသတ်ခဲ့ရပါတယ်ညာ။